ကိုဟာအရင်ချစ်တတ်တယ်ချစ်တက်လာတာရဲ့နောက်မှာစိတ်ချတတ်လာတယ်ဘလောက်ထိစိတ်ချတတ်လာလဲဆိုရင်ငါ့ကိုဘယ်တော့မှကြောခိုင်းသွားမှာမဟုတ်ဘူးဆိုပြီးပြောရလာတဲ့အထိပဲအဲ့လိုစိတ်ချတတ်လို့ပဲကိုမျက်စိရှိမှတယ်သူတို့နှုတ်ဆက်သွားတာကိုခံလိုက်ရတာပါပဲ Oh grief ပူဆွေးတော့ကဆိုပဲဘာလို့အဲ့လောက်တောင်လေးလံရတာလဲတက်ရွယ်ရလာတော့လောက်တွေရှုပ်နေတာနဲ့တေချာတော့နားမယူတတ်တော့ပါဘူးတခါတလေပိတ်ရက်တွေရှိတယ်ဆိုတာတော့မနာဖြစ်ပါဘူးလေမန်တိုင်းဝင်ခံရရင်အဲ့လိုဖြစ်အောင်ကိုယ်တိုင်ပဲလုပ်ခဲ့တာဝယ်ပြီးပါသေးတယ်တူလာရည်မလို့လည်းမသိဘူးသူတို့တကယ်မရှိရဘူးဆိုရင်အတိစေးရေးရေးလေးကကိုကောင်းတဲ့ဝင်မခံချင်တာသူတို့မရှိတော့တဲ့နောက်လွတ်နေတဲ့ကွက်လက်တွေတော့မြင်ချင်အောင်စောင့်ထားတယ်အဲ့စိတ်တွေချာမှာမနေရုန်းကန်နေရတယ်ပြောရရင်ဘေးမှာကြံနေခဲ့တဲ့တခြားသူတွေရှိမှကိုအားနေနေတာတွေကိုထုံမပြချင်ဘူးသူတို့ရှိမှပုံမှန်ဖြစ်နေမှကိုရမယ်လေဒါပေမဲ့ခံစားချက်ကလေနေတိုင်းတတိယပူဆွေးနေတာမျိုးတော့မဟုတ်နေပြန်ဘူးအကြောင်းတိုက်ဆိုင်လို့သူတို့ကြိုက်တတ်တဲ့စားတောက်လေးတွေမြင်လိုက်ရတဲ့အချိန်မျိုးဆိုရင်စစ်ခနဲ့ဝင်လာတာမျိုးပေါ့ရုပ်တည်းပေါ့လုံးပြတ်မတွေ့ရတော့ဘူးဆိုရဲတွေ့ရလေနာကျင်လိုက်တာဒီလိုခံစားရတာလေဘယ်တော့မှဆုံးတတ်ပါလေဒါပေမဲ့ဒီတော့ကတွေဟာလေသူတို့မိတ်သွားဖို့အတွက်ဖြစ်နေခဲ့တာထင်တယ်မိလည်းမမိနိုင်ပါဘူးသူတို့ကိုဆုံးရှုံးလိုက်ရလို့အနားမှာရှိတဲ့သူတွေကိုပို့ပြီးတန်ဖိုးထားတတ်လာတယ်သူတို့မပြည့်စုံဘူးအမှားတွေရှိခဲ့တယ်
ဒါပေမဲ့ခွန်အားတစ်ခုဖြစ်ပေးခဲ့တယ်အရန်ကိုစူညံနေတဲ့အတန်တွေကြားမှာသူ့ရဲ့အတန်ကအကျယ်ဆုံးဖြစ်ခဲ့တယ်ကိုယ်စိတ်ပူလို့ပြောဖို့တဲ့စကားတွေဆုံးမခဲ့တဲ့စကားတွေဟာအချိန်တစ်ခုရောက်လာတဲ့အခါသူတို့ကိုယ်လောကကြီးကြောင့်ကြိုပြီးပြောခဲ့တယ်လို့ပဲတိတ်ကိုပြေဆုံးလုံးပါတယ်ကျေးဇူးမြဲတင်ပါတယ်ဒီခံစားချက်တွေကနေထပ်ပြီးတော့ထွက်မပြေးတော့ဘူးအတူတူရှိခဲ့ဘူးတဲ့နေရာတွေကိုသွားနေအောင်မယ်သူတို့ကြိုက်တတ်တဲ့အစားအသောက်လေးတွေကိုလည်းစားနေအောင်မယ်သူတို့အတွက်ကောင်းတဲ့အရာတွေပို့လို့ဖြစ်မယ်ကုသိုလ်ကောင်းမှုတွေလည်းထပ်ပြီးတော့ပို့လို့ပေးအောင်မယ်ပြီးတော့သူတို့ချစ်တဲ့သူတွေကိုလည်းပို့ပြီးချစ်ပြီးတော့ကာကွယ်ပေးအောင်မယ်ကိုယုံပါတယ်တစ်ချိန်မှာကိုဟာငြိမ်းချမ်းသွားမယ်ဒီခံစားချက်တွေကိုပြည့်ဖက်ရင်းနဲ့ပဲအေးချမ်းသွားမယ်ဒီပူဆွေးရခြင်းတွေဟာသူတို့တကယ်ကိုချစ်ခဲ့တယ်ဆိုရဲသက်သေတစ်ခုပဲလေအမြဲအမှတ်တရတွေကိုတန်ဖိုးထားပြီးတော့အမှတ်ရသတိတရားရှိနေပါ